သူများနိုင်ငံကhashtag ဆိုပြီးတော့တားရီလဲထင်ကြည့်နေကြပါနဲ့ရှိကျွန်တော်မှလည်းတွေးချွေးအချိန်တွေအများကြီးစတိတရတာဘာပဲဖြစ်ဖြစ်တင်ဆန်းနေပါမြန်မာဆိုတာအလောက်ထိမအားဘူးအလောက်ထိမနှုံဘူးဆိုတာကဘာသိအောင်ကျွန်တော်တတ်နိုင်ကြိုးစားနေတာပါဘာပဲဖြစ်ဖြစ်ကျွန်တော်တင်စရာရှားစရာတွေအမြဲတမ်းအင်းခါမှပြပါလေဗျာကျွန်တော်ဘလို့ပဲကြိုးစားအမှန်တကယ်ပြောရရင်ကို့မိမြန်မာနိုင်ငံကိုရမ်းမိတာဗျာဒါပေမဲ့မတတ်နိုင်ဘူးလေချိန်ကြရင်တော့ကျွန်တော်တက်မြောက်ထားတဲ့ပညာဟုတ်ပေါ့တော့ကို့မိမြန်မာပြည်မှာပဲပြန်လုပ်ချင်ပါသေးတယ်ဗျာပြုချင်တော့ဆန္ဒကိုသိခံနေထိုင်ပြီးသူများနိုင်ငံမှာသူများနိုင်ငံကရှက်တွေနဲ့ရှင်ပြီးကျွန်တော်ရှင်မောင်တန်းနိုင်အောင်ကြိုးစားနေလို့ပါပါဘာဖြစ်ဖြစ်ကျွန်တော်ကြိုးစားနေများသူတို့တွေလက်ခံနေပြီဒါလည်းကျွန်တော်နေတဲ့အချိန်နဲ့ဒီကြောင့်ကျွန်တော်စရရပုံပြင်ပေးခဲ့တယ်ကျွန်တော်ရဲ့ဆရာမကြီးကျွန်တော်လည်းကျွန်တော်လေကာမပြပါတယ်ဘယ်လိုဖြစ်ပြီးကျွန်တော်ဆက်လက်ကြိုးစားနေလို့ပါမယ်စရရအတွက်ဒီတော့ကကြီးကျေးဇူးတင်ပါတယ်